အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒီချေရောက unit 12မှာတော့ symbol လေးတွေကို negative တွေ question လေးလုပ်ပြီးရောလေ့လာပါမယ် okay နော်အတိတ်ကအကြောင်းလေးဒီချေရောအငင်းသဘောနဲ့မလုပ်ခဲ့ဘူးတို့ဘာလို့ညာပြောချင်ရင်ဘာလို့သုံးမလဲဆိုလို့ရှိရင် did not ကိုသုံးပြီးတော့ပြောပါမယ်Okay ဒီချေတို့ကစားခဲ့တယ် I played ငါကစားခဲ့တယ်မကစားခဲ့ဘူးဆိုရင် did not လေးကိုအကူအညီခေါ်မယ် I didn't play I did not play or I didn't play you can also like that ကျိုးကြိုက်လို့ပြောလို့ရပါတယ် didn't ဆိုတာကတော့ construction form လေးထားလို့ပါအတူချုပ်ထားလို့ပါအဲ့လိုသဘောပါပဲ we started ဆိုရင် we didn't start it like that ဒီချေတို့ he she it ဆိုလို့ရှင်လဲ did not နဲ့ပဲသုံးပါတယ်အဲ့မှာတတိထားမှာက did not လေးကိုသုံးလိုက်တဲ့အခါမျိုးမှာဆိုရင်ဒီချေရုပ် play play မှာ ed လေးကိုဖြုတ်ကပါတယ်เนาะချေရုပ်သုံးတော့ရှေ့မှာသုံးတော့ positive ဆိုရင် I played ed ပေါင်းတယ်ဒါပေမဲ့ဒီမှာဆိုရင်ညင်းလိုက်ပြီဆိုရင် I didn't play ဆို play play နဲ့ပဲရေးပါမယ်အဲ့ဆိုရင်တော့အငင်းတဲ့ပုံစံလေးကိုသိသွားပါပြီတို့ question လေးလုပ်ကြပါမယ် question လုပ်ရင်တော့ဒီချေတို့ကအကူရိယာအနေနဲ့ did ကိုရှေ့ထုတ်ပါမယ်ငါကစားခဲ့ရဆိုရင် I played ငါကစားခဲ့လားဆိုရင် did I play အမှလည်း play play ကနေပြီးတော့ ed လေးပြုတ်သွားတာကိုတတိထားရပါမယ်အဲ့လိုပါပဲ did we start ငါတို့စတင်ခဲ့လားအဲ့လိုပဲเนาะ did they have သူတို့မရှိခဲ့လား did he see သူမြင်ခဲ့လား did she do သူမလုပ်ခဲ့လား did it go အဲ့လိုမျိုးလေးတွေရေးပါမယ် okay အားဆိုရင်အောက်ကိုသွားအောင်เนาะto တက်ကကြတော့ဒီချက်ကို present မှာသုံးသလို did ကိုကြတော့ past အကြောင်းတွေကိုပြောရှင်းတဲ့အခါမျိုးမှာသုံးပါတယ်ဆိုတော့အောက်က example လေးတွေနဲ့တွဲပြီးလေ့လာကြည့်အောင် I don't watch TV very often ငါ TV မကြည့်ဘူးမကြာခဏငါ TV ကြည့်လို့မရှိဘူးဒါကို habits ကိုပြောရဆိုတော့ present simple နဲ့သုံးတာလွယ်သိမှာပါအောက်ကတစ်ခုမှာ I didn't watch TV yesterday ငါမနေ့တုန်းကတော့ TV မကြည့်ခဲ့ဘူးအမှကြည့်မယ်ဒီချက်တို့နော်အတိတ်တုန်းကဟာဖြစ်ကြမို့ did နဲ့သုံးသွားပါတယ် I didn't နဲ့ဖြစ်သွားတယ်နော်အဲ့လိုပဲအောက်ကမေးခွန်းမှာ does she often go away သူမကမကြာခဏအဝေးထွက်သွားသလားနော် did she go away last week သူမလွန်ခဲ့တဲ့အပတ်တုန်းကအပြင်သွားလား like that အမှ go away ကိုဒီချက်အဝေးထွက်သွားတဲ့ဆိုလို့ရှိရင် go away ကိုအပြင်သွားရနေသုံးရင်ပို့ပြကောင်းပါတယ်နော် go away ကိုအပြင်နေပါတယ်တရားရောက်နဲ့အလဲပတ်သွားရခီးသွားရမျိုးပါလေ go away ကိုသုံးပါတယ်Okay အဲ့ဆိုလို့ရှိရင်အောက်ကဟာလေးကိုကြည့်အောင်နော်did နဲ့ didn't နဲ့ဆိုလို့ရှိရင်ဒီချက်ရောအနောက်ကနေ infinitive ပဲလိုက်တယ်အဲ့ဒါကဆိုရတွေကဒီချက်ရှင်းပြီးသားပါနော်နောက်မှာ WTCHED watch ဆိုဒီချက် didn't နဲ့တွဲလိုက်လို့ရှိရင် WTCH ပဲဖြစ်သွားတာမျိုးတော့ပါတော့ပေါ့နော်အောက်က example လေးကိုတစ်ချက်ကြည့်လိုက်မယ်နော် I played tennis yesterday ငါမနေ့ကရောငါရော tennis ကစားခဲ့တယ် but I didn't win အမှငါမနိုင်ခဲ့ဘူးအမှ didn't နဲ့တုံးထားတာဒီချက်တို့က win ပဲဖြစ်သွားတယ် won ကိုမတုံးဘူးเนาะ Did you do the shopping မင်းဈေးဝယ်ထွက်လားဈေးဝယ်ထွက်ခဲ့လား No I didn't have time ငါမှအချိန်မရှိဘူးเนาะငါမှအချိန်ရှိခဲ့တယ်ဆိုရင်တော့ had ပေါ့ဟုတ်ပြီ we went to the cinema but we didn't enjoy the film we went to the cinema ငါတို့ရုပ်ရှင်တော့ကြည့်ခဲ့တယ် but ဒါပေမဲ့ we didn't enjoy the film ငါတို့ဒါမဲ့ဒီရုပ်ရှင်ကမကြိုက်နေဘူးအဲ့မှာကြည့်မယ် enjoy မှာလည်း didn't ပါတဲ့အတွက်ကြောင့်မလို့ enjoy ပဲရေးထားတယ် ed မထည့်ထားဘူးပေါ့နော်အဲ့တော့သိရမှာကတော့ didn't နေပါရေးခေါ်လိုက်ပြီဆိုလို့ချင်းအကူရိယာ did ကိုခေါ်လိုက်တာ ਨੇ ဒီနောက်က WTCHED လိုမျိုး verb 2တွေကနေပြီးတော့ ed တွေ verb 1တွေပေါ့နော် verb 1 especially verb infinitive တွေကိုပဲသုံးရမယ်ပေါ့အဲ့ဒါလေးကအဓိကပါ Okay ဟုတ်ပြီ study the word order in the questions ရောက် question လုပ်မယ်ဆိုလို့ရှိရင်เนาะအခုကြည့်ရနေတဲ့ did ကအရင်လာပါမယ် did ပြီးတော့မှ subject လာမယ်ပြီးတော့မှ infinitive form လေးပေါ့เนาะအဲ့လိုလေးလာပါမယ်ဆိုတော့အောက်မှာရေးကြည့်အောင် did your sister call you မင်းရဲ့အမကမင်းကိုဖုန်းခေါ်လားဖုန်းခေါ်ခဲ့လားဟုတ်ပြီနောက်တစ်ခု did you do last night မင်းမနေ့ညကတော့လုပ်ခဲ့သေးလားအဲ့ဟာကိုဒီရှေ့မှာအဲ့ did ကเนาะအကူရဖြစ်တဲ့ did ကရှေ့မှာ WH question လေးထည့်လို့ရပါသေးတယ် Okay example အနေနဲ့ဆို what did you do last night မင်းမနေ့ညကတော့ဘာလုပ်လဲအဲ့တဘောပဲ when did you go to bed last night မင်းမနေ့ညရောငါရောဘယ်အချိန်အိယာဝင်ခဲ့လဲအဲ့လိုမျိုးရှေ့ပြောလို့ရတယ် Okay နောက်တစ်ခုရှိမယ် how did the accident happen ဘယ်လိုမျိုးဒီရင်တိုက်မှုကအမတော်စားမှုကဖြစ်သွားလဲ
Where did your parents go for their holiday? မိမိဘာတွေကအားလည်းရဲ့အတွက်ဘယ်ကိုသွားခဲ့တာလဲ Okay เนาะအဲ့လိုလေးနေတာပါဆိုတော့ကိုဟာကိုအဲ့လိုမျိုး question လေးတွေလုပ်ကြည့်ပါ question လေးတွေလုပ်ပြီးတော့เนาะ answer လေးတွေနဲ့ practice လုပ်ကြည့်ပါเนาะအဲ့ဒီချက်ကိုထည့်ကြပါเนาะ you have to do 5 questions and then practice with these questions ပေါ့เนาะဒီချက်အဲ့ဟာလေးတွေနဲ့လေ့ကျင့်ပေးပါ Okay အဲ့လိုမျိုးတယောက်ကကိုကိုဒီလို question မျိုးတွေနဲ့เนาะမေးလာပြီဆိုရင် short answer အနေနဲ့ဘယ်လိုမျိုးဖြေမလဲဒါလေးကိုပါဆက်လေ့လာပါမယ် short answer နဲ့တယောက်ကမေးရမယ် Did you study your lesson မင်းမနေ့ကတော့စာလေ့လာခဲ့လားဟုတ်တယ် yes တကယ်လို့ကိုကလေ့လာခဲ့ရဆိုရင် yes I did မလေ့လာခဲ့ဘူးဆိုရင် no I didn't ဒါပဲအငြာမှာတော့ not share လို့ I will you the he she it ကြိုက်တာလားအဲ့သဘောတရားပါပဲဒါကတော့အတူတူမှတ်နေပါအဲ့ဆိုအကုန်လုံးလည်းရမယ်လို့ရှင်းမျှော်လင့်ပါတယ်ဆိုတော့ see you in the next video